ဒီနေ့ကတော့မခိုင်လေးတို့စိတ်ကူးပေါက်ရရှောက်လုပ်တဲ့တနေ့တာပေါ့ခလေးမွေးမဲ့တငယ်ချင်းကိုစေးရုံသွားပြီးတော့အားပေးပါတယ်အပီကဲမဲ့သားငယ်လေးကတော့8ရက်နေ့8နာရီ3မိနစ်မှာ8ပေါင်3အောင်စာနဲ့မွေးလာပါတယ်ဒါကလမ်းမှာစိန်ပန်းတွေအရန်လှနေလို့ဒီနေ့ကဂျွန်ကြီးဆုံးတာတလားပြည့်တဲ့နေ့ပြီးတော့ကြာတန်ကျော်လဲလှူကျင်စိတ်ဖြစ်တာမို့ဈေးထဲမှာလိုအပ်တဲ့ပစ္စည်းတွေဝင်ဝယ်ပါတယ်ကြာစံကျော်မှာမိုးခေါ်ပြီးမုံလာဥကြက်သားနဲ့တခြားလိုအပ်တာတွေဝယ်နေတာပါဒီနော်ပါဒါကတာကီတာ10ဈေးပေါ့နော်10ဈေးကလေအကြီးပဲသိလားအဲ့ဒီယူလာကျွန်တော်လေးနဲ့ထည့်ပြီးတော့မအိုက်ဘူးလေးနဲ့ပြန်ထည့်ခိုင်လေးတို့လှည့်ပတ်ပြီးတော့ကြည်ရတဲ့လောက်တော့အသီးရွက်တွေပေါ်တယ်ပြီးတော့ဈေးတန်တယ်ဒီနေ့ကစုံနေပြီဆိုတော့ကအရကမအကားဖြစ်နေတော့ဖျားတာနေရဖျားတရားတန်ကမိသားဆရာအများစားလို့ရအောင်ကြက်သားနဲ့ပဲကြော်ပါတယ်ဆင်ထားပါတယ်ဒီမှာဒီနေ့တို့အကျော်စရာပါကြာစံကြော်တာကတော့လေကျွမ်းကျင်တဲ့သူတွေမဟုတ်ပါဘူးအရင်ခဏခဏကိုဘာသာကြော်စားဘူးတာရဲ့အဆက်အဟက်လဲတဲ့ပြီးတော့အဆင်ပြေတာမလို့ကိုတွေစားတယ်လို့လည်းကြော်ပြီးတော့လှူမှာပါဟုတ်ပြီလေကြာစံကြော်တွေလိုက်ပြီးတော့လှူမှာပေါ့ကြီးကြည့်မယ်နော်စပ်ဖို့မှုတွေလည်းရဘူးလို့လဲကြည့်လာမယ်ရပြီလားကြီးပြက်နေတော့လေကန်းနဲ့ပဲတည်ရတာလာတော့ပဲမူဖို့လို့တဲ့အားမဒါကအချင်းလုံးဖို့ဂေါ်ဘီနဲ့ငရုတ်သီးနဲ့ပါမနက်စေးရုံကပြန်ရောက်ခတဲ့ကတောက်လျှောက်အလုံးလုံးနေတာဆိုတော့ရုပ်ကတော့စုပ်ပြက်တက်နေရပဲပေါ့နော်ပြက်ထည့်မှာပေါ့နော်အရင်မြင်ကြည့်လိုက်ပါအောင်မယ်ခုနကနည်းနည်းပါသေးတယ်ဒီလေချောင်းထဲမှာအောင်တက်နေလေချောင်းထဲမှာအောင်တက်နေတယ်ဟာနူးပြီးခဲ့တယ်ဟုတ်ပြီရခဲ့ဒါဟိုကဲ့ရနောက်ကောင်းတယ်ဝေမဲ့သူတွေကိုမထည့်ခင်အရင်မြည်ပါတယ်အားလို့ကောင်းတယ်ရှယ်ပဲကြာတယ်ညောကြက်သားနဲ့အကုန်လုံးစားလို့ရအောင်ကြက်သားနဲ့ကြော်တာပေါ့နော်အဓိကကတော့ဟိုလှူဖို့ဆိုတာတဲ့ကိုတိုင်းစားချင်နေရမယ်လှူတာမလှူတာတဲ့ကိုတိုင်းစားချင်နေလို့ပါမီးပြက်နေရောလေမှောင်မဲနာပဲလူကိုလည်းကြည့်မဲသေးနေဘူးလေးတွေနဲ့ဒီလိုတေချာထည့်ပါတယ်နောက်ထပ်တော့ထပ်ပြီးတော့ကြော်ပါမယ်ဒါကတော့နောက်တော့အိုးပါကုသိုလ်တွေအများကြီးရပါပြီရှယ်ပဲနော်မောင်မောင်မဲမဲတဲတဲနဲ့ထုတ်ပြီပါပြီ။ဟိုကြီးကမဲမဲတဲတဲဆိုလို့သူ့ကိုပြောတဲ့ထင်နေတာ။ဒါလေးကအချင်းလေးတွေပါ။အိတ်တွေကတော့အဖြူမဟုတ်ပဲအမဲဖြစ်နေပါတယ်။ဘာလို့အမဲဝယ်တာလဲဆိုတော့အဖြူက3000ကျော်အမဲက1600နဲ့ရတာမို့ပါ။ကူဟဲ့လို့ညီးစားရဲ့ယာရီမုံညီးစားတဲ့ယာရီမုံကိုဘက်ဖယ်နေလိုက်။သူကတော့တော်တော်ခါငါတော်တော်အိတ်ချင်နေရညဆေးရုံသွားထားလူကစုပ်ပြက်တက်နာရေလည်းမထူရသေးဒီနေ့အတိတ်ထံဖျားလည်းမရှိဘူးလေရေချိုးပြီးမှညနေပဲရှိဖို့ကတော့ကြာတန်ကြော်တွေသွားဝေပြီးတော့မှရေချိုးပြီးတော့ဖျားရှိဖို့ပဲကဲလိုက်ဝေတော့မယ်လက်ဝေရလည်းမဲထုတ်ပြီးနေပါနဲ့လူရပါမဲပြီးတော့လက်အောင်တရသည်တွေ့ရင်မစားဘဲမနေနိုင်လို့ပါအိမ်သားတစ်ဝိုက်သွားပေးလိုက်ပါဦးမယ်နောက်ဗီဒီယိုမှာပြန်တွေ့မယ်နော်